ဟုတ်ပြီနော်တို့တွေကလေအခုပြလာတဲ့ပုံလေးကဘယ်လိုမျိုးလေးလဲဆိုတော့တက်ကနစ်အပိုင်းလေးပေါ့နော်တို့တွေကဒီအပေါ်ပိုင်းမှာဥပမာမြန်မာဝတ်စုံဘယ်လိုပုံစံချုပ်လဲချုပ်ပြီးတော့ဒီအောက်မှာလေယာလေးပေါ့နော်ဒါတွေကိုဆိုရင်တို့ရဲ့ time look ပုံစံလေးတွေချုပ်ထားတဲ့ပုံစံလေးတွေပေါ့နော်ကဲအဲ့ဒါဆိုရင်တို့ကဒါဘာဖြစ်လဲဒီဟာကတို့ကခါမြင်နော်ပြီးတော့ပတန်းကလည်းရှေ့ဘူးနှစ်ခုကိုသုံးထားမယ်အဲ့တော့ခါမြင်အောက်ကနေပြီးတော့တို့ကဒါဘာဖြစ်လဲဒါကတင်အမြင်ထိတို့တွေကဆွဲထားတာပေါ့နော်တင်အမြင့်ထိဆွဲထားပြီးတော့တို့ကအဲ့ဒီအရှိမှာတစ်ချက်လေးဒီလေယာလေးကို technique ပိုင်းလေးကိုပြရတဲ့အတွက်အဲ့ဒီဟာလေးကိုပဲအဓိကဦးစားပေးပြီးပြောပေးမယ်နော်ဒါဆိုရင်တို့ကဟောဒီခါမြင့်ကနေတော့ဒီအောက်ကိုအရှိကိုဘယ်လောက်လဲဆိုတော့ကိုကြိုက်နှစ်သက်ရဒါပေမဲ့ဒီမှာကျတော့တို့ကလှတဲ့ပုံစံလေးอ่ะ तू ကတန်ဖိုးဘယ်လောက်ယူထားတယ်ဆိုတော့ဒီကနေဒီကို12เนาะဘယ်လောက်လဲ12စင်တီမီတာယူထားတယ်เนาะ12เนาะပြီးတော့ဒိုးအိတ်ဘက်ကိုယူရင်လည်းဒီဘက်ကိုလည်းဘယ်လောက်လဲ12စင်တီမီတာယူရတယ်เนาะဒါဆိုဒီဘက်ကိုဘယ်လောက်လဲ12အဓိကเนาะအဲ့အမှတ်လေးတစ်ခုကိုမှတ်ထားပြီးပါเนาะ12ယူရတဲ့အမှတ်လေးကိုမှတ်ပေးပြီးရင်တို့ကဒီမှာကြည့်ဒီဘက်အချမ်းကိုဘယ်ဘက်ကိုလေယာလေးလှုပ်ချင်လဲကြိုက်တဲ့အတန်တဲ့ဘက်ကိုလှုပ်เนาะဒါပေမဲ့တို့ကတော့ဒီဘက်အချမ်းလေးလှုပ်မှဖြစ်တဲ့အတွက်ဒါဘာဖြစ်လဲဒါကBP နဲ့ဟောဒီဓာတ်အရှိရဲ့ဒီအလဲငင်းချောင်းတွေ့လားနော်ဒီဘက်က1.5ဒီဘက်က1.5ယူကြတဲ့ဒီအလဲငင်းချောင်းကိုတို့ကဘာဖြစ်လဲအသုံးပြုပါမှာအဲ့တော့အဲ့ဒီကနေတော့တစ်ချက်ကြည့်မယ်အဲ့ဒီအလဲငင်းချောင်းကနေပြီးတော့ဒီဘက်ကို3 cm အမှတ်လေးမှတ်မယ်နော်တို့ကအခုဘာပြောလိုက်ပြီလဲတို့ကဒီခါအောက်ပိုင်းကိုပဲအသုံးပြုရမှာဆိုတော့ဒီနေရာလေးကိုတို့ပိုင်းလိုက်ပြီနော်ဟုတ်ပြီပြီးတော့တို့ပြောထားတယ်ဒီအလဲငင်းချောင်းကိုဓာတ်ရဲ့အလဲငင်းချောင်းကိုအသုံးပြုရမှာဖြစ်တဲ့အတွက်တို့ကဘာဖြစ်လဲဆိုတော့ဓာတ်ရဲ့ဒီဘက်ကိုဘယ်လောက်လဲ3 cm အမှတ်ဒီဓာတ်ရဲ့ဒီဘက်ကို6 cm အမှတ်လေးတို့ကိုတစ်ချက်မှတ်ပြီးနော်6နော်ဒီရဲ့ arrow ကဒီကနေသွားမယ် arrow လေးတစ်ချက်ကြည့်မယ်6နော်ပြီးရင်သူကအဲ့ဒီအောက်တက်တဲ့ကိုတို့ဆွဲချလိုက်ပြီဒီမှာကြည့်နော်ဒီ6ကိုလည်းတို့ကအောက်ဒီကြည့်အမြင့်ထိတော့ပဲဆွဲချလိုက်မယ်အဲ့ဒီသဘောတရားကကြည့်ရင်ဒီဓာတ်ရဲ့ဒီအလဲမှတ်တိုင်ကိုအသုံးပြုရတဲ့အတွက်သူ့ကိုတို့ကလည်းဒီအောက်ကိုလည်းဘယ်လောက်ရှိရမလဲဆိုတော့3လောက်တိုင်းပြီးတော့ဒီလိုလေးရှိလေးဆွဲချလိုက်နော်ဆွဲချပြီးရင်တို့ကဒါတင်အမြင့်နော်တင်အမြင့်ရဲ့မြင်းလန်းကြောင်းကြီးအဲ့ဒီအောက်ကိုနော်ဒီ3 cm မှတ်ထားတဲ့ဒီတင်အမြင့်ဒီနေရာထိထိပြီးတော့အောက်ကိုဘယ်လောက်လဲဆိုတော့9လောက်တို့ဆင်းလိုက်ပြီဘယ်လောက်လဲ9 cm အဲ့လိုကြည့်တို့ဒီကပဲဆင်းသွားတာနော်9ဒါဆိုရင်ဒီကလည်း6 cm အကျယ်ယူထားတယ်ဒီကလည်းဒီကို6 cm အကျယ်ယူထားတယ်ဒီဘက်ကိုတို့ကဘယ်လောက်လဲ5လောက်ဆင်းလိုက်ဒီမှာကြည့်နော်ဆင်းပြီးရင်အဲ့ဒီ9နဲ့5နဲ့ကိုတို့ဒီလိုလေးထိလိုက်ဟုတ်ပြီနော်အဲ့ဒီပုံစံလေးတစ်ချက်ဒီဟာလေးလုပ်ပေးမယ်ပြီးတာနဲ့တို့ကပါလဲဆိုတော့ဒီ12 cm မှတ်ထားတဲ့အမှတ်နဲ့တို့ဒီလိုတစ်ခါတည်းဆက်ပြီးတွေ့တယ်နော်ဒီဘက်မြင်းကိုတို့က12 cm ယူထားတဲ့အမှတ်နဲ့ဒီ9နဲ့ဆက်မယ်ပြီးရင်ဒီ12 cm ယူထားတဲ့အမှတ်နဲ့ဒီ9လေးကိုတစ်ချက်ဆက်နော်အဲ့ဒီပုံစံလေးဖြစ်သွားမယ်ကျန်တဲ့ဓာတ်တွေပါတွေကိုဘာမှမစင်းစားနိုင်အောင်နော်ကဲအဲ့ဒါပြီးတာနဲ့တို့ကအဲ့ဒီအချိန်မှာဒီပုံစံလေးကိုတစ်ချက်တိတိတခြားလေးလိုက်လုပ်ပြီးပါအဲ့ဒါဆိုတို့ယူထားတဲ့ဟာကဒီမှာကြည့်ဒီနေရာကြီးဖြစ်သွားပြီပေါ့နော်ဒီပုံစံလေးဖြစ်သွားပြီဆိုရင်တို့ကဒီမှာကြည့်ဒီအလဲဒီဓာတ်ကိုဒီအပေါ်ပိုင်းကိုမပြောတော့เนาะအခြေခံပြီးယူထားတယ်ဒီဘက်ကို6 cm နဲ့3 cm ဒီနေရာကြီးကိုဗာလဲဆိုတော့တို့တွေမိတ်တူကူးထုတ်เนาะမိတ်တူကူးထုတ်မယ်ဆိုတဲ့သဘောတရားကိုတို့အရင်ပညာဒါနဗီဒီယိုဖိုင်တွေမှာဆိုရင်တစ်ခုချင်းကြည့်ခဲ့ရင်အဲ့ဒီသဘောတရားကိုနားလေเนาะကဲအဲ့ဒါဆိုဒီဟာတို့ဒီကိုပြောတယ်ဒီဘက်ကို3 cm ထုတ်တယ်ဒီဘက်ကို6 cm ထုတ်တယ်ဒီအခုတို့ခဲတားတဲ့ဒီနေရာကြီးကိုမိတ်တူထုတ်လိုက်မယ်เนาะကဲမိတ်တူဘယ်လိုထုတ်လဲဆိုတာတစ်ချက်ကြည့်မယ်เนาะဟုတ်ပြီเนาะတို့တွေကဒီမှာကြည့်မိတ်တူခုနကပြောတဲ့အတိုင်းမိတ်တူထုတ်မယ်ဆိုပြီးတော့ဒီမှာဒီအတိုင်းလေးမိတ်တူထုတ်လိုက်ပြီတွေ့လားเนาะဒီအတိုင်းမိတ်တူเนาะဒီမိတ်တူထုတ်တဲ့ဗီဒီယိုဖိုင်တွေအားဆိုရင်တို့တွေကအရင်ပညာဒါနဗီဒီယိုဖိုင်တွေမှာထုတ်ခဲ့ပေါင်းမနေတော့ဘူးเนาะဒီမှာထုတ်တဲ့ပုံစံမပြတော့ဘူးเนาะကဲအဲ့ဆိုဒီမှာမိတ်တူထုတ်လိုက်တယ်တွေ့လားဒီနေရာလေးဒါပေမဲ့တို့အောက်ကိုဒီမှာတွေ့လားစက်ကူလေးနည်းနည်းရှိလေးထားတာလေဘာလို့လဲဆိုတို့လုတ်เสียရှိဘူးเนาะဒါဆိုတို့ဒီမှာမိတ်တူထုတ်လိုက်ပြီဒါဆိုရင်သူ့ရဲ့ဒီမိတ်တူအချမ်းကပြီးသွားပြီပေါ့เนาะတို့လိုချင်တဲ့
အပိုင်းလေးတစ်ခုတို့ကဒီ body မှာတွေမှာဖြစ်လဲမိတ်တူထုတ်လိုက်တယ်အဲ့ဒါဆိုရင်ဒီတို့လိုချင်တဲ့ဒီအပိုင်းလေးကဒီ body မှာရှိတော့လားမိတ်တူထုတ်ပြီးမရှိတော့ဘူးเนาะအဲ့ဒါကိုမစင်စားနေတော့เนาะဟုတ်ပြီအဲ့ဒါဆိုရင်ဒီမိတ်တူထုတ်တဲ့ဒီအပိုင်းလေးဒီအထီကိုတစ်ချက်လောက်တေချာလေးလိုက်လုပ်ပေးပါเนาะဒီအောက်ပိုင်းကိုစက်ကူနည်းနည်းလေးရှိရှိထားရတယ်เนาะဟုတ်ပြီเนาะဒီတိုင်းလေးကိုတစ်ချက်လေးလိုက်လုပ်ပေးကြည့်ပါเนาะ